အခုတောက်ကြနေမွေးဖွားသူများတောက်ကြသားသမီးများအတွက်ဒီဂျွန်လာတလတာအတွက်ယူရိုမင်္ဂလာရေရာလက်ဆောင်တွေကိုဟောပြောပေးသွားမှာဖြစ်ပါတယ်အဲ့တော့တောက်ကြနေမွေးဖွားသူတွေဟာဒီဂျွန်လာတလတာအတွင်းမှာကျွန်တော်တို့ငွေကန်ကောင်းနေတယ်ဆိုရင်တော့ဘာလို့ရလဲဆိုတော့အိမ်ဖျားမှာပဲကျွန်တော်တို့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုတင်မိုးသီးလေး၄စိတ်အိမ်ဖျားမှာပဲတင်မိုးသီးလေး၄စိတ်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုလေးလေးနက်နက်ကတ်လို့ပြီးဆူတောင်းလိုက်မယ်ဆိုရင်ကျွန်တော်တို့ငွေကြေးလက်ရှင်ပြီးကျွန်တော်ငွေကန်ကောင်းသွားမယ်တလတာဖြစ်ပါတယ်အဲ့တော့ဒီဂျွန်လာတလတာအတွင်းမှာပဲတောက်ကြနေမွေးဖွားသူတွေဟာကျွန်တော်အလုပ်ကိစ္စတွေကျွန်တော်တို့အောင်မြင်အဆင်ပြေခြင်းနဲ့ဆိုရင်ရှောက်ထားတဲ့လုပ်တွေရဖို့ပဲဖြစ်ဖြစ်နိုင်ငံခြားနဲ့ပတ်သက်တဲ့လုပ်တွေပဲဖြစ်ဖြစ်အလုပ်ပြောင်းရွှေ့ဖို့ပဲဖြစ်ဖြစ်အလုပ်နဲ့ပတ်သက်တဲ့ကိစ္စတွေအဆင်ပြေခြင်းနဲ့ဆိုရင်ကိုလက်ရှိအိမ်နေတဲ့နေရာလေးကနေပြီးတော့ကျွန်တော်တနေရာလေးကိုရွှေ့အိမ်မယ်အဲ့တော့ကိုကအပြင်မှာအိတ်တယ်ဆိုအိမ်ခန်းထဲကိုရွှေ့အိမ်မယ်ပေါ့နော်အိမ်ခန်းထဲမှာအိတ်တယ်ဆိုရင်ကျွန်တော်အပြင်မှာကိုအိမ်နေရာလေးကိုကိုအိမ်မှာပဲကျွန်တော်တို့ရွှေ့အိမ်လိုက်မယ်ဆိုရင်အလုပ်ကိစ္စတွေကျွန်တော်တို့အဆင်ပြေသွားမယ်တလားတာဖြစ်ပါတယ်အဲ့တော့ဒီတလားတာအတွင်းမှာပဲဂျာတန်ပင်းဒီတလားတာအတွင်းမှာပဲကျွန်တော်တောက်ကြနေမွေးဖွားသူတောက်ကြသားသမီးတွေဟာကျွန်တော်ကျမ်းမာရေးကောင်းနေတယ်ဆိုရင်ဘာလို့လဲဆိုတော့ရက်တောင်တစ်ချောင်းကိုယ့်အိမ်မှာရှိတဲ့ရက်တောင်အစုပ်ပဲဖြစ်ဖြစ်ပေါ့နော်။ဘာရက်တောင်ပဲဖြစ်ဖြစ်ရက်တောင်တစ်ချောင်းကိုကျွန်တော်တို့စီးနေတဲ့နှစ်ထဲချောင်းတွေကိုကျွန်တော်မျှောပြီးဆူတောင်းလိုက်မယ်ဆိုရင်ဒီတလားတာအတွင်းမှာတောက်ကြနေမွေးဖွားသူတွေဟာကျမ်းမာရေးနဲ့ပတ်သက်ရင်ကျွန်တော်စိတ်ချမ်းသာသွားမယ်တလားတာဖြစ်ပါတယ်။အဲ့တော့ဒီတလားတာအတွင်းမှာတော့တောက်ကြနေမွေးဖွားသူတွေဟာအခြေအိမ်တော်ရေးကိစ္စတွေကျွန်တော်အဆင်ပြေခြင်းနဲ့ညှိမြနိုင်မြလို့ပဲဖြစ်ဖြစ်တယောက်နဲ့တယောက်အဆင်မပြေလို့ပဲဖြစ်ဖြစ်တယောက်နဲ့တယောက်နောက်ဆိုရတော့မယ့်အခြေအနေပဲဖြစ်ဖြစ်နော်အဲ့တော့အခြေအိမ်တော်ရေးကိစ္စတွေဒီတလတာအတွင်းမှာတောက်ကြနေမွေးဖွားသူတွေဟာဒီဂျွန်လာတလတာအတွင်းမှာအဆင်ပြေခြင်းနဲ့ဆိုရင်ဘာလို့ရလဲဆိုတော့ကျွန်တော်ငကယုံဖျားမှာကျွန်တော်ရွှေတီးလေးနှစ်လက်ပဲကြီးကြီးသေးသေးရွှေတီးလေးနှစ်လက်ငကယုံဖျားမှာမြတ်စွာဘုရားရှင်ကိုယ်တော်ကြီးကိုလေးလေးနက်နက်ကတ်လို့ပြီးဆူတောင်းလိုက်မယ်ဆိုရင်အခြေအိမ်တော်ရေးနဲ့ပတ်သက်တဲ့ကိစ္စတွေအဆင်ပြေသွားမယ်တလတာဖြစ်ပါတယ်အဲ့တော့ဒီတလတာအတွင်းမှာတောက်ကြနေမွေးဖွားသူတွေဒီဂျွန်လာတလတာအတွင်းမှာတောက်ကြသားသမီးတွေအတွက်ကံကောင်းစေတဲ့အဆောင်ဘာလဲဆိုတော့ကျွန်တော်စိန်မန်းညွန်လေးတညွန်ပဲဖြစ်ဖြစ်စပင်ညွန်လေးတညွန်ပဲဖြစ်ဖြစ်ဆောင်ထားခြင်းအပြင်ကံထောက်ပံ့ဖြစ်စေတဲ့အဆောင်ဖြစ်ပါတယ်အဲ့တော့အခုတောက်ကြနေမွေးဖွားသူများတောက်ကြသားသမီးများအတွက်ဆွန်နာတလတာအတွက်ယူရိုမင်္ဂလာရေရာလက်ဆောင်တွေကိုဟောပြောပေးခဲ့တာဖြစ်ပါတယ်အဲ့တော့တောက်ကြနေမွေးဖွားသူများအားလုံးအနေရကင်းမေးရှင်ပြီးကြက်မှချမ်းသာပျော်ရွှင်ကြပါစေခင်ဗျာ